hello မင်္ဂလာပါပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ပြောဖို့နည်းနည်းများပါတယ်ပြောစရာနည်းနည်းများပါတယ်ပထမဆုံးတော့မေးထားတဲ့မိကုန်းတွေကိုကျွန်တော်ဖြည့်ပေးခြင်းပါတယ်မိကုန်းက3ခုလောက်ရှိပါတယ်တယောက်ကပထမကဘယ်သူလဲဆိုတော့မောင်မောင်လွင်ဟာဒါဘောလုံးသမားမောင်မောင်လွင်လားမသိပါโอเคမောင်မောင်လွင်ရဲ့မိကုန်းဖြစ်ပါတယ်သူကဗာမေးလဲဆိုတော့ current ဆိုတဲ့အသုံးအနှုန်းလေးရှင်းပြတင်ဆက်ပေးပါအောင်NIGGA ပေါ့နော်ကျွန်တော်ကတော့အဲ့မှာတန်ထွက်တွေအကုန်ပြောလိုက်ပါတယ်โอเคဆိုတော့ NIGGA အခုလည်းပြောလိုက်ပါရင်ဗျာတော့မထူးပါဘူးဆိုတော့ nick ကတိတ်တော့မကောင်းဘူးပေါ့နော်โอเคဆိုတော့အဲ့ဒီစကားလုံးကိုကျွန်တော်ရှင်းပြတဲ့ဗီဒီယိုအောက်မှာမေးထားတာဖြစ်ပါတယ်current ဆိုတာကဒါ slang ဖြစ်ပါတယ် slang ဆိုတော့ဘန်းစကားပေါ့idiom နဲ့ slang နဲ့မတူဘူးเนาะ idiom ဆိုတာကဒါပုံမှန်ကိုသုံးတဲ့စကားလုံးတွေ slang ဆိုတာက academic english မှာမသုံးဘူးဆိုတော့ဒီတိုင်းပဲသုံးတဲ့ဘန်းစကားဖြစ်ပါတယ်အစီကကိုနဲ့မဆိုင်သလိုနေတက်တဲ့သူအထူးသဖြင့်နည်းနည်းဟိုတက်လက်ပိုင်းလောက်ပြောရမှာ90ထက်ပေါ့နော်90ထက်အမျိုးသမီးကြီးတွေအဲ့လိုဖြစ်တာများပါတယ်โอเคသူတို့ current လို့သူတို့အားလုံးခေါ်တာမဟုတ်နော်အဲ့ဒီအရွယ်ရောက်လို့ current တွေကအဲ့ဒီသူတို့အရွယ်တွေများတယ်ပြောချင်တာဆိုတော့ဒါကရင်မဟုတ်ဘူးနော်ကရင်တွေတင်နေအောင်ပဲကရင်လူမျိုးနဲ့စကားလုံးတော့တူတယ် current ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံကိုဗျာဘာမှမဟုတ်တဲ့ကိစ္စလေးအတွက်ရဲခေါ်တာတော့နော်နည်းနည်းလေးဘာမှမဖြစ်စလောက်လေးကိစ္စအောင်တော့ရေးကြီးခွင်ကျဲလို့ပြီးတော့အကြီးပုံကြီးချက်ပြီးတော့ပြောတတ်တဲ့ဟိုပြဿနာရှာတာမျိုးပေါ့နော်ဥပမာ she went full Karen when the store refused to accept her expired coupons နော်သူရဲ့ expire ဖြစ်သွားပြီဖြစ်တဲ့ coupon တွေပေါ့နော်ဆိုင်မှာပြန်သွားပြတဲ့အခါမှာဆိုင်ကလက်မခံအောင်ဟို expire ဖြစ်သွားပြီနော်အမကြီးသူပြောတာဒါမင်းတော့ဥစားမလားဘာဖြစ်လို့ဘာညာဖြစ်လို့တော့ငါ့ကိုကြားမမလုပ်ပေးတာဘာညာပေါ့နော်အဲ့လိုမျိုးexpire ဖြစ်တာကိုတည်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်အဲ့သူမလုပ်ပေးလို့အဲ့လိုမျိုးစိတ်ဓာတ်ရှိတာငါကြားမမလုပ်ပေးရလားဘာညာပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်ဟိုအမေရိကမှာတစ်ခေါက်ရှိပါတယ်ဟိုကလေးလေးတယောက်ကသူ့အိမ်ရှိမှာရေတက်ပူလိုက်ရောင်းတာရေတက်ပူရောင်းနေတာဟိုသူ့အိမ်ရှိမှာဟိုအဲ့လိုမျိုးမတင်ကားပွဲလို့မရှိတယ်ဘာညာဆိုပြီးတော့လေကလေးလေးနော်ကလေးလေးအရင်ကိုခေါ်တာအဲ့လိုမျိုးပေါ့ကလေးငါအိမ်ရှိကနေတော့လာခေါ်ပြီးပါဆိုပြီးတော့အဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ဖတ်ပြပါမယ် example instead of politely asking the neighbor to turn the music down she called the police like a Karen နောက်ကိုအိမ်နာကလူဟိုတချင်းပွင့်တာကျဲလို့ပြင်မှာပေါ့ကွာအေးအတန်းလေးရှော့ပြလို့ရမလားဗျာတော့ပြောမယ်အစားအဲ့လိုမပြောဘဲတခါလေးရဲခေါ်လိုက်တော့အဲ့လိုမျိုးစိတ်ဓာတ်ရှိတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးပုံကိုယ်ရှိပါတယ်သူတို့ကို current လို့ခေါ်တာ I hope there were no currents in this community right ကျွန်တော်နောက်ထပ် slide နှစ်ခုကိုထပ်ပြီးတော့ဝင်ပြပေးခြင်းပါတယ်ဒီထဲမှာလေပြီးဝင်ပြပေးတာနဲ့နောက်ကျွန်တော်ဆောင်းလာပြတယ်မိကုန်းနောက်ထပ်နှစ်ခုလားသုံးခုလားမသိဘူးကျွန်တော်အကုန်ဖြည့်ပေးပါမယ်ဆိုတော့ဒီ vocabulary ကျွန်တော်ရဲ့အတန်းထဲမှာဒီဥစ္စာတွေအကုန်ပါပါတယ် current sorry current ကမပါသေးဘူး sorry so slang term တွေပေါ့နော်တခြား slang တွေဒီနောက်ပိုင်းဆို slang တွေကတော်တော်ကိုအသုံးများလာတယ်ဘန်းလို့တော့တချို့ကခေါ်လို့မရတော့တော်တော်ကြီးကို everyday conversation မှာအသုံးတော်တော်ကိုများလာကြတယ်ဆိုတော့အဲ့ဒီ internet slang တွေကိုလည်းကျွန်တော်တို့ internet slang လို့နာမည်ပေးတာပေါ့နော်သူတို့လည်းကျွန်တော်အဲ့မှာသင်ပေးထားတယ်သူတို့နဲ့ဆိုင်တဲ့စကားလုံးတွေ vocabulary lesson ကျွန်တော်ဖန်တီးထားတာရှိပါတယ်အရင်တော့ကျွန်တော်မရှိပါဘူးအခုမှရှိတာပါဆိုတော့ကိုယ့်ရဲ့ vocabulary ကိုတော့ upgrade လုပ်ချင်တဲ့သူတွေဒီအတန်းကို join လို့ရပါတယ် Facebook group မှာတင်ပေးတာဖြစ်ပါတယ် Facebook group နဲ့ Telegram မှာကျွန်တော် video အားလုံးတင်ထားပေးတာဖြစ်ပါတယ် alright စိတ်ဝင်စားလို့ရှင် Messenger မှာကျွန်တော်အကြောင်းကြားလို့ရပါတယ်စာရေးလို့ရပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ခုနပြောတဲ့နှလုံးသွားရအောင်ပထမတစ်လုံးနောက်တစ်ခုကတော့ kudos ပါကျွန်တော်တော့သဘောကျပါတယ် kudos ကဟိုပါချီးကျူးတဲ့စကားပါချီးကျူးတဲ့စကားเนาะအယုံတည်ပေးတာလေးစားမှုကိုပြသတဲ့စကားဖြစ်ပါတယ် A special kudos to One Championship for putting on such a big show in Japan เนาะဒါက Japan Minister ကပြောတဲ့စကားပါ Okay kudos to respect ပေါ့နော် respect to One Championship kudos to One Championship kudos to Chatri for putting on such a big show in Japan เนาะလွန်ခဲ့တဲ့နေ့မှာသူတို့လုပ်တယ်လေပွဲကြီးပွဲကောင်း kudos to Soleo for taking all those nasty shots from Nabil နော်ဒူးတိုက်ချက်တွေရောတရောင်တွေရောအကုန်စားတာပဲ
okay အဲ့ဒါတွေကိုခံနိုင်တာလေးစားတယ်ကွာအောင်းစရာပါညာပေါ့နော်ရအဲ့လိုမျိုး kudos congrats respect honor လေးစားပါလေပါညာပေါ့ကျွန်တော်တို့ဒီတိုင်းအရင်နဲ့ဆိုလေးစားတယ်ကွာပါညာပေါ့နော်အဲ့လိုပြောလို့ရပါတယ် alright နောက်တစ်ခုကတော့ ghost ပါ ghost ကတရေပေါ့ဗျာဆိုတရေဆိုမြင်လို့မရဘူးလေနော်ဆိုတော့ဒါကဘာကိုပြောတာလဲဆိုတော့ဖုန်းခေါ်လည်းမကိုင်းစာပို့လည်းမဖတ်မြင်လည်းမပြန် respond မလုပ်အဲ့လိုမျိုးပုံကိုခေါ်တာဖြစ်ပါတယ်ဆိုတော့တဘောကတရေလိုပဲပျောက်သွားတယ်ပေါ့ပျောက်သွားတယ် disappear ဟုတ်ပြီကျွန်တော်ဥပမာလေးဖတ်ပေးပါမယ် The girl ghosted him after their first date သူတို့ပထမချိန်တွေလည်းပြီးရောကောင်မလေးကသူ့ကိုghost လိုက်တာပေါ့နော်ဟိုသူဖုန်းခေါ်လည်းမကိုင်းတော့ဘူးစာပို့လည်းမပြန်တော့ဘူးသူအိမ်သွားလည်းမရှိဘူးသူက ghost လိုက်တာ online relationship ဒီတော်တော်များများမှာဆိုရှိမှတင်ပါတယ်နော် distant relationship တွေမှာတော့ရှိနိုင်တယ်ဆိုတော့ ghost ကအဲ့ဒါဖြစ်ပါတယ် alright နောက်တစ်ခုကဟိုဘောလုံးနဲ့ပဲကျွန်တော်ဥပမာပေးခြင်းပါတယ်ဆိုတော့ဘောလုံးမှာဟိုခြေစွမ်းမပြဘူးပေါ့နော်ခြေစွမ်းလုံးလုံးပြောင်းနေတာမျိုးဆိုရင်သူတို့ကအဲ့လိုမျိုးတယော်တဲ့အနေနဲ့ ghost လို့ခေါ်ပါတယ်သူကကွင်းထဲမှာကွင်းမြေမှာကွင်းထဲမှာမမြင်ရတာပေါ့ဗျာခြေစွမ်းမပေါ့ဥပမာဟာလန်ဆိုရင်အပြောအခမ်းရဆုံးဖြစ်မှတင်တယ်ပွဲကြီးပွဲကောင် Champions League ပါညာဆိုရင်သူကခြေစွမ်းမပေါ့ဘူးလေမပေါ်တာများတယ် sorry မပေါ်တာများတော့Haaland ghosted the game ပေါ့နော်ပြောချင်တာတော့သူကအဲ့ဒီ game မှာပါတော့ပါတယ်ဒါပေမဲ့မမြင်ရဘူးတရေလိုပဲမမြင်ရဘူးဆိုခြေစွမ်းမပေါ့ဘူးပြောချင်တာပေါ့အဲ့လိုမျိုး someone goes something ပြောလို့ရပါတယ်နော်ဟုတ်ပြီနောက်တစ်ခုကတော့ ချမ်းငိမ့်သူကမိတာဖြစ်ပါတယ်ဆရာတချို့ noun တွေက countable ရော uncountable ရော dictionary မှာပြထားပါတယ်အဲ့လိုချိန်ကြရင်ဘယ်လိုသုံးရမလဲ okay ဟုတ်တယ်အဲ့ဒါမှပါတယ်ကျွန်တော်သူ့ကိုအဖြေလဲပေးထားပါတယ်ဆိုတော့ဒီ countable ရော uncountable ရောသုံးလို့ရတဲ့စကားလုံးတွေ noun တွေရှိပါတယ်ဆိုတော့တချို့ကိုကျွန်တော်ပြောပြပေးပါမယ် sheep ဆိုတိုးပေါ့နော်တကောင်လဲ sheep ပဲ450ကိုလဲ sheep ပဲ deer တမင်နော် deer ဆိုလဲတကောင်ဆိုလဲ deer ပဲ2 deers မဟုတ်ဘူးဒါရီကနေသူတို့စကားဖြစ်လို့သိလားဘလုံးမှာကျွန်တော်ကဒါကြီးကပုံမှန် formula နဲ့လုံးဝကွဲပြားတယ်မှားနေတယ်ဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့သူတို့ကဒီလိုပဲသုံးတော့ကျွန်တော်တို့လည်းဒီလိုပဲသုံးတာပေါ့သူတို့မှားတော့လည်းကိုမှားရတာပေါ့နော် okay အဲ့လိုပဲဆိုရအောင်နော်စိတ်ချမ်းသာအောင်တစ်ချိန်လုံးသူတို့ပဲမှန်တာမဟုတ်ပါဘူးဒါတွေကဘလို့မှရှင်းပြလို့မရဘူးလေDeer က S ထည့်လို့ရတယ်ကွာ sheep လည်း S ထည့်လို့ရတယ်ကွာထည့်လို့မရတာမထည့်လို့မရတာမဟုတ်ဒါပေမဲ့သူတို့ရဲ့အင်ကွင်းဆိုတော့လည်းနော်သူတို့ရဲ့ဘာသာစကားဆိုတော့လည်းဒီလိုပဲသူတို့ရှိတဲ့အတိုင်းပဲတင်ရတာပေါ့ okay next is species species ကမျိုးစိတ်ပေါ့နော်မျိုးစိတ် species အဲ့ဒါလည်းအနေရောအများရော plural singular ရော species ပါပဲ moose ကအကောင်လေးအကောင်ကြီးပဲအဲ့လိုမျိုးပဲသူလည်းတကောင်လဲ moose ပဲနှစ်ကောင်လဲ moose ပဲ offspring ဆိုမျိုးဆက်ပေါ့မျိုးဆက်ဥမာ the offspring of the royal family the offspring of the middle class families ပေါ့နော်အဲ့လိုမျိုး offspring ဆိုမျိုးဆက်ပါပဲအဲ့ဒါလဲ one offspring two offspring s မပေါ့နောက်ထပ်စကားလုံးရှိပါသေးတယ်အဲ့ဒါတွေကိုကျွန်တော်ဒီမှာပြပေးထားပါတယ်အဲ့ဒါတွေကို Google မှာလည်း share လို့ရပါတယ် alright နောက်တစ်ခုကတော့ဒီမှာတင်စာဇင်တန်တာမေးတာဖြစ်ပါတယ်ဇင်တန်တာကသင်ခန်းစာနမူနာလေးမိတ်ဆက်ပေးပါမိတ်ဆက်ပေးရင်ပိုကောင်းမယ်တဲ့ဆိုတော့ဒါကနမူနာလို့ပြောလို့ရပါတယ်ဒါဇင်တန်တာရဲ့မိကုန်းကိုလည်းဖြည့်တဲ့အနေနဲ့ဒါလောက်ရချင်းဖြစ်ပါတယ်ဆော့ပြောခဲ့တယ်လို့ပဲဒီ vocabulary ကိုကျွန်တော်သင်ပေးတာ speaking တခြားဥစ္စာတော့မပါပါဘူးအဲ့ဒီစကားလုံးကိုကျွန်တော်ကောင်းစဉ်လိုက်ကျွန်တော်ရွေးပြီးတော့သင်ပေးတယ်fashion ဆို fashion နဲ့ပတ်သက်တဲ့စကားလုံးဘာလို့ဆိုတော့ vocabulary လို့ပြောတဲ့အခါမှာ range ကကျဲကြီးလေထောင်သိန်းတန်းနဲ့ချီတာစကားလုံးကဆိုတော့အဲ့ဒါကိုဘယ်ကနေဘယ်လိုစတင်ပါလဲเนาะခက်တယ်အဲ့ဒါကြောင့်ကောင်းစဉ်တွေရွေးလိုက်တယ်ကောင်းစဉ်ရွေးပြီးတော့အဲ့ဒီကောင်းစဉ်နဲ့ပတ်သက်တဲ့ဟာဆိုရင်ပို့လွယ်တယ်အဲ့လိုမျိုးကျွန်တော်အခုဗီဒီယို10ပုတ်ရှိပါတယ်ဆိုတော့တစ်ချိန်ပဲဖြစ်တယ်နဲ့ဒါတသက်စာဖြစ်သွားပြီဆိုတော့တော့အကျိုးရှိမယ်လို့ကျွန်တော်ထင်တဲ့အတွက်ကျွန်တော်မိတ်ဆက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဝါသနာပါလို့ရှိရင်ကိုယ့်ရဲ့ vocabulary ကိုနောက်လုံးဝအဆောင်တော့ပြောသလို improve လုပ်ချင်တယ်ဆိုရင်upgrade လုပ်ချင်တယ်ဆိုရင် join ဖို့ကျွန်တော် recommend ပေးပါတယ်
ဆိုတော့ကျွန်တော်ဘယ်လိုသင်ပေးလဲဆိုတော့စကားလုံးရွေးမယ်ပြီးရင်သူက adjective blah 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 noun လားအဲ့ဒါလေးကျွန်တော်ခွဲပြောပေးတယ်ပြီးလို့ရှိရင်သူ့ရဲ့အတိတ်ပဲစကားလုံးအရင်စကားလုံးရှိမယ်သူ့ရဲ့အတိတ်ပဲရှိမယ်ပြီးရင် example sentence ကျွန်တော်စကားလုံးတစ်ခုတိုင်းအတွက် example sentence လုံးဝ point မိတဲ့ context မိတဲ့ example sentence ပေါ့နော်အဲ့လိုရွေးပြီးတော့သင်ပေးထားပါတယ် alright ဟုတ်ပြီဒါကတော့ကြောင်ညာလဲဝင်ရင်းနဲ့ဒီအမေကိုနေလဲဖြစ်နေလုပ်ပေးသွားတာဖြစ်ပါတယ်ဆိုတော့Facebook Messenger မှာကျွန်တော်စာရေးလို့ရပါတယ် alright thank you very much ပုံမှန်လိုပဲကျွန်တော်သင်ခန်းစာတွေဒီမှာပြန်ပြီးတော့ဗီဒီယိုတွေပြန်တင်သွားမှာဖြစ်ပါတယ်ဆိုတော့အကြောင်းလေးတင်ကောင်းပါပါတယ် alright okay stay curious right stay curious see you in the next video take care